ပြီးသားလို့ရှိရင်တစ်ပတ်တစ်ခါလေးမှားလို့ရတယ်နောက်ပိုင်းကျပြောရမယ်လေတစ်ရက်တစ်ခါလေးရပါတယ်လို့စားဆိုတာ green နဲ့ဝင်လာတဲ့သားကောင်ကိုထွေးထုတ်လို့ထုံးစံမရှိပါဘူးစားမှာပါအဲ့တော့ green နဲ့ရော green နဲ့ဝင်လိုက်တာကိုကိုရိုင်းကလည်းဟိုသူ့ရှေ့သွားရင်လဲဖြစ်နေမှာဆိုကိုကိုရိုင်းလမ်းလျှောက်ပြီးစားပါဆိုတော့လဲခုံပြီးတော့ဝင်ချရတယ်ခုခေတ်ကြီးကဖောက်ပြန်တာအရင်များရယ်လေအဲ့တော့ကတော့ကြောက်ကြားဆိုတဲ့မျိုးကတော့ကြားဆိုတဲ့တော်ကတော့ကိုရှိမှရောက်လာတဲ့ဟာကိုစားမှာပဲပြီးလို့ရှိရင်ကိုရှိမရောက်လာရင်တော့သူတို့စားဖို့မှန်းထားတဲ့အရာတွေလည်းရှိမှာပဲလေနော်ယောက်ျားတွေကရမ်းကြောက်ဖို့ကောင်းပါတယ်ဟိုဆက်ခတ်မှုတော့လည်း ready ပဲပြင်ဆင်ထားတယ်ဘယ်ကဆဲဘယ်ဘက်ကလာဆဲအေးဆေးပါပဲယောက်ျားတွေကရမ်းလေတယ်သူတို့မှလေယောက်ျားတွေကအချင်းတစ်ခုရှိရတယ်သူတို့သာရည်သားပွေရင်မယ်ရှုံရင်ရှုံမယ်သူတို့ကြိုက်တဲ့မိန်းမသူတို့ယူမယ်မိန်းမကိုဘယ်တော့မှရှုံမခံဘူးယောက်ျားတွေရမ်းလေတယ်ပြီးရင်သူတို့တွဲတဲ့အချိန်မှာတော့ကွာရည်သားဘလောက်ရှိရသူတို့တွဲမယ်ဘာမှလုပ်မယ်ပေါ့နော်သူတို့တကယ်ရွေးချယ်သွားတဲ့မိန်းမကကြတော့လုံးဝအစင်းရောအချင်းရောပြည့်စုံတဲ့မိန်းမမှရွေးချယ်တကယ်တော့မိန်းမရတဲ့ယောက်ျားတွေကရမ်းအောင်တော့ရှိရတယ်မှာ